စီကအန်ဂလိကိုပြောမှလည်းဖြစ်ပါတယ်အန်ဂလိရဲ့အခုဆက်လို့ကြားရအောင်let's go ဆက်လို့ခင်နေစီရေးထားတယ်ကဲ ID လေးဆက်လို့ရကြအောင် let's go ခဏလေးပါရှင် okay ကဲနေစီ ID လေးကိုစပြီးတော့လုပ်တော့ပါမယ်ရှင်ခဏတော့ဘာ ID လုံးရမလဲဆိုတော့ရှာလိုက်ပါမယ်ရှင် okay တော့နစီအခုလုံးနေပါပြီเนาะ ID ကဲရပါပြီเนาะ ID လေးလုပ်လိုက်ပါဘာလေးဖြစ်လဲဆိုတော့အဆိုရင်လိုက်ကြည့်ပေးကြပါဦးเนาะအိုးဒီအိမ်လေးပါရှင်ဒီကနေဝင်ရမှာပေါ့နော်သူကတော့ဒီခါမပိတ်ပါဘူးဘယ်လိုဖြစ်ဖို့လဲအိမ်လေးလိုက်ကြပြီမယ်နော်ဒါတော့ထမင်းဒီမှာလဲဆောက်ရရတယ်ဒီမှာလဲဆောက်ရရတယ်ကတော့ရေချိုးတဲ့အိမ်သားပေါ့နော်ဒါကြတော့ဝိုင်းနေအတွက်ပေါ့နော်အဲ့လိုမျိုးလေးတွေပါပါတယ်ရှင်နစီပြောတယ်ပပရဲ့မှာမှားတာပါတော့ရင်ခွင့်လို့ပါနော် okay သွားကြမယ် let's go ဒီကတော့ခမိုးတက်ကိုတက်တာဟုတ်တယ်ခမိုးတက်ကိုတက်တာပါရှင်အခန်းပါဘူးလားအခန်းဒီမှာဒါတော့ကိုကတစ်ထပ်အိမ်မကြိုက်တဲ့သူတွေဒါတော့ဒီအိမ်ကိုမဆောက်နိုင်ဘူးเนาะဒီကတော့တစ်ထပ်အိမ်ကြိုက်တဲ့သူတွေကတော့ဆောက်ကြပါရှင်အိမ်လေးကိုတစ်ချက်ပြန်ပြပေးမယ်ပေါ့เนาะဒီအိမ်လေးပါ okay တခြားဟာတွေလည်းသွားပြမယ်ပေါ့เนาะထောင်းမှုလုပ်ထားတဲ့ဟာတွေလည်း fancy restaurant လည်းသွားပြမယ် restaurant ဟဲ့ဒီမှာပါ restaurant စားတဲ့ဆိုင်ရရှိမှာဒီမှာတော့ပြည့်ဖို့တယ်ပါမယ်လေးတစ်တစ်6ကိုအခုမှတင်ပေးရရဆိုတာကကြတော့မစီတိုးတွေအင်းမသွားနေလို့ပေါ့နော်အင်းမတွေအမျိုးအိမ်ကိုသွားနေလို့ပါအဲ့ဒါကြောင့်အခုမှတင်ဖြစ်တာပေါ့နော်အခုမှတင်ဖြစ်တာပါရှင်ဒီမှာတော့ restaurant ရှိတော့ဘူးပေါ့နော်ဒီမှာက oh my god ဒါတော့ဆက်ခုရပါဒီမှာကျတော့ပွဲဟိုဟာရောင်းတဲ့ဆိုင်နေပေါ့နော်မပြောတတ်ဘူးရှင်ဒီအိမ်လေးရတော့ရောင်းတာပါနော်ဒီမှာပါဒီလေးကလှပါရင်နော်ဆိုင်မပြတော့ပါဘူးရှင်မစစ်တယ်သူကတော့မထည့်ပါဘူးနော်ဒီတိုင်းပဲတစ်ထိုင်လို့ပဲရပါတယ်ဒီကတော့အထင်းဝင်ကြည့်နေပေါ့နော်အဲမှာကျတော့ပါတီပွဲကြည့်ပါလားဟဲ့လူလေးရသေးသေးလေးတွေနော်ဟဲ့လူပြောမိရင်တောင်းမှမိုင်းနော်အပေါ်ကအယုံဆုံးအပေါ်တက်မှာရှိလာနေတာအရင်ကြည့်တယ်ဒီပေါ်တက်ပါလေမိုးရမြင်ရအောင်အတော့ဒီမှာတော့ခလေးအတွက်ပေါ့နော်ခလေးအိတ်ဖို့အတွက်ပါခလေးဝတ်တမ
ကောက်လို့ရတဲ့ဟာလားမသိဘူးဟုတ်တယ်ညာကျတော့လက်ဆောင်ပြီးစီးလိုက်ကောက်လို့ရတယ်မနက်ခင်းစီးတဲ့ဟာကိုဘာညာပြတာဖြစ်တယ်ဒီမှာကျတော့ဘွဲတွေလိုက်လို့စီးလို့ရတယ်ငါကျအခန်းပေါ့နော်ညာကျတော့ဒီဟာကျတော့ TV ကိုပါလို့ကြည့်လို့ရတယ်ပေါ့နော်။ဒီခုချိုးလိုက်ပါဦးမယ်နော်။ဒီဗီဒီယိုလေးနဲ့နားပါတယ်။ပြီးမှချိုးမှပြန်လုပ်ပေးမယ်နော်။အမတတာ